အောင်ထက်ရဲ့အချစ်တေးကဗျာဒီသင်းလေးကိုနားထောင်မိတိုင်းကျွန်တော်ရဲ့နှလုံးသားထဲမှာအချစ်ဆိုတဲ့အတိတ်ပဲကိုအသစ်တစ်ဖန်ပြန်ပြီးတော့ဖွင့်ဆိုမိတတ်ကြပါတယ်တကယ်တမ်းကျတော့ချစ်ရတဲ့သူသားဘေးနားမှာရှိနေမယ်ဆိုရင်ပင်လယ်တွေကိုတွေမကပါဘူးကျေပြောလာတဲ့သမုဒ္ဒရာကြီးတွေကိုပါအတူတူကြော်ဖြတ်ဖို့ကျွန်တော်တို့အမြဲတမ်းအဆင်သင့်ပါပဲချစ်ချင်းမြတ်တာတရားဆိုတာအတူတူရှိနေချိန်မှနေမဟုတ်ပဲနဲ့ဝေးကွာနေတဲ့အချိန်မှလည်းဘယ်လောက်ထိပေးဆက်နိုင်တယ်လဲဆိုတာကိုတိုင်းတာထားတာပါကိုချစ်ရတဲ့သူ့ရဲ့ပျော်ရွှင်မှုအတွက်ဆိုရင်ကိုယ့်ရဲ့အတ္တတွေကိုစတေးပြီးတော့ပေးဆက်ဖို့ဝင်မလေးတတ်တာဟာအချစ်ရဲ့စစ်မှန်တဲ့စွမ်းအားတစ်ခုပါပဲဘဝရဲ့ခီးလမ်းမှာမုံတိုင်းတွေဘယ်လောက်ပဲထန်ပါစေကိုချစ်ရတဲ့သူကိုကာကွယ်ပေးခြင်းနဲ့စိတ်တစ်ခုတည်းနဲ့တင်ကျွန်တော်တို့ကအားရနေပြေဝနေတတ်ကြပါတယ်အချစ်ကိုပေါ်ကျူးရမယ်ဆိုရင်တော့နာကျင်မှုကိုတိတိကြီးနဲ့တော့ထက်ခါယူမိုက်ခြင်းပြီးတယ်လှပတဲ့အမားတစ်ခုလိုအောင်ပြောလို့ရပါတယ်ဒီချင်းလေးထဲမှာစီးမျောရင်းနဲ့ခင်ဗျားတို့ရဲ့အချစ်တေးကဗျာကိုဘယ်သူအတွက်ရည်ရွယ်ပြီးတော့ရေးဖွဲ့နေမိပါလဲ